ဒါကိုဘလောက်နဲ့ရောင်းမလဲဟာဟာဒီဟာကဒီလောက်တောင်နဲ့နေပြီးမင်းဝယ်ပြီးစားမလို့လားမင်းကိုတနာလို့လေးရွံနဲ့အကုန်ယူသွားလေဒီချန်ချန်းကောတကယ်ယူသွားတာပဲနန်းနေတဲ့အသားလုံးကိုတော့ဝယ်တယ်အနက်ခံရလုံးလို့ဘာဖြစ်ဖြစ်စားတော့မယ်ထင်တယ်သူ့ပုံစံကိုကြည့်ပါဦးတောင်းစားတဲ့လူလိုပဲဟာဟာဒီလောက်နန်းတဲ့ဟာကိုအဖိုးတန်ပစ္စည်းလို့သဘောထားပြီးငားများတဲ့အဖြစ်သုံးတယ်မဟုတ်တာတွေလုပ်နေတာပဲဝမ်မီသားစုကနှင်းထုတ်ခံရပြီးစိတ်ထိခိုက်သွားတာများလားအရှုံးပေးတော့မလို့လားမသိဘူးအားလုံးကြည့်ကြဒါကဝမ်မီသားစုကမွေးထုတ်ပေးလိုက်တဲ့အတုံးမကျတဲ့လူပဲအုံနောက်တောင်ပြတ်သွားပြီခဏနေရေထဲကတန်ကောင်တွေသူ့ခြေထောက်ကိုကိုက်စားလိုက်မယ်အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ကိုကယ်ပေးဖို့မူပြီးတောင်းပန်ပါပဲဟုတ်တယ်ဒီနေရာပဲငါကတူယူလို့ပြောတာမင်းတို့မယုံဘူးမလားကြည်စမ်းရှုပ်ထဲမှာရေချိုးနေတာပဲတက်တာတယ်မလားလှုပ်ပြီး6-9 ရက်လောက်ရှိပြီဒါကလက်ကြီးပဲဒီလောက်ကြီးတဲ့လက်ကြီးကအနည်းဆုံး20ကျင်းလောက်ရှိမယ်ဒီရေကန်ထဲမှာဘယ်နှစ်နှစ်လောက်များနေခဲ့တာလဲမသိဘူးဒါကအားဖြည့်စေးလို့အရန်ကောင်းတဲ့မြို့ကတထေးကြီးတွေကဒီလိုဟာမျိုးကိုအရန်ကြိုက်ကြတယ်အနည်းဆုံးယွမ်300လောက်နဲ့ရောင်းလို့ရမယ်ဒီလက်တကောင်နဲ့ကုန်ကြစရိတ်ပြန်ရုံမကအမျက်တောင်အများကြီးကျန်နိုင်တယ်ဒီလိုနန်းစော်နေတဲ့ရေမြောင်းထဲမှာဒီလိုရတနာမျိုးပုံနေတာပဲဟင်းချန်ချန်းကောဒီတခါတော့ကန်ကောင်းသွားပြီပဲဘာကန်ကောင်းတာလဲဒါကအသက်နဲ့လဲယူထားရတာမင်းဆိုရင်ဒီလိုအနက်ဆိုပြီးလက်ဆိုင်နဲ့ရွှေရေကန်နဲ့တညာလုံးဆင်းနေနိုင်မလားသူ့လိုလူကဒီလက်ကိုငွေအဖြစ်ပြန်ရောင်းနိုင်မလားဆိုတာတော့မသိချသေးဘူးတယောက်ကကျန်းကော့အကူမြို့ကိုသွားတဲ့လမ်းကဝေးတယ်ခန္ဓာကိုယ်မှာလည်းဒဏ်ရာရှိသေးတယ်လမ်းမှာဗိုက်စာရင်စားလို့ရအောင်ဒါယူသွားပါလမ်းမှာတတိထားသွားနော်မင်းကမူဆိုးမတယောက်ဖြစ်ပြီးငါ့ကိုဒီလောက်ကူညီပေးတာရွာထဲမှာမင်းအကြောင်းဘယ်လောက်များအတင်းပြောကြမလဲဒီကျေးဇူးကိုငါမှတ်ထားမယ်အရင်ပြန်လိုက်အောင်မယ်အဖိုးကြီးကဒီလက်ကိုယူသွားတော့စောစောသွားပြီးစောစောပြန်လာကျေးဇူးတင်ပါတယ်မြင်နေမလားအစုပ်ပြက်ဝက်နဲ့တေချာထုတ်ထားတဲ့ဒီရှုံလုံးတွေကရလာတဲ့ဟာကိုငွေရမယ်လို့တကယ်ထင်နေတာပဲထားလိုက်ပါသူ့လိုအားနေတဲ့လူကခဏနေဘာမှမရပဲရှက်ရှက်နဲ့ပြန်တွန်းလာတာကိုစောင့်ကြည့်ကြတာပေါ့ဟာချန်ကောသူတို့နဲ့မိုင်းဝေးလာပြီတကယ်မလူတော့ဘူးလားအဲ့ဒီဟာကရာနဲ့ချီအောင်လို့ရတာလူတာကလူမိုက်ပဲလုံးမဲ့အလုပ်သူ့နောက်လိုက်သွားသူမျိုးရောက်ပြီးဝယ်မဲ့သူရှာတွေ့တဲ့အချိန်မှကြည့်မယ်အဲ့ဒီအချိန်ကျငါကဒီလိတ်ကကိုပိုင်ရေကန်ထဲကဖမ်းလာတာစားရင်ယောဂကြီးရနိုင်တယ်လို့အော်ပြောလိုက်မယ်ဘသူကအသက်မချစ်ပဲဝယ်ရဲမလဲကြည့်ရတာပေါ့ဆိုင်မန်နေဂျာရေဒီလောက်ကြီးတဲ့တောရိုက်လိတ်ကြီးကိုကြည့်ပါဦးခေါင်းကလည်းအရန်ကြီးတဲ့ခြေသေးတွေကိုကြည့်ပါဦးအားရန်ကောင်းတာပဲကျွန်တော်ဒီအလုပ်လုပ်လာတာနှစ်တွေ့ကြပြီဒီလောက်ကြီးတာမျိုးတစ်ခါမှမတွေ့ဘူးကြည့်ရတာတော့ကြည့်တယ်ဒါပေမဲ့အသားကလက်ဆက်ပုံမရဘူးဘလို့ရေကန်အိုကြီးတွေကများဖမ်းလာလည်းမသိဘူးအသားကမာပြီးနမပဲရွှွန့်နံလည်းထွက်နေမယ်အရွယ်စားနဲ့ပဲလူကိုအထင်ကြီးအောင်လုပ်တာတန်ဖိုးတော့တိတ်မရှိဘူးဟာဒီလိုလုပ်မယ်မင်းဒီလောက်ဝေးဝေးကတွန်းလာရတာလဲမလွယ်ဘူးငါဆက်ရွံနဲ့ရောင်းရင်ရောင်းမရောင်းရင်မြန်မြန်ပြန်ငါအချိန်မဖြုံနဲ့ငါဆက်ရွံနဲ့လားဒါလူယူတာနဲ့ဘာကွာလဲကုန်ကြစရိတ်300ရွံနဲ့တောင်အရန်ကွာနေတယ်အပြင်ကလူတွေကအားလုံးသတိထားကြဒီလိတ်ကိုမစားသင့်ဘူးဒီလိတ်ကကျွန်တော်တို့ရွာကရေတင်ရေကန်တွေကဖမ်းလာတာအဲ့ဒီရေကန်ထဲမှာလူတောင်ရေနစ်တည်ဘူးလေမကောင်းတဲ့အရာတွေရှိနိုင်တယ်အစိတ်တောင်ရှိနိုင်တယ်စားတဲ့လူယောဂရနိုင်တယ်ဒီလောက်ကြီးတာအဲ့ဒီလိုဟာတွေစားပြီးကြီးလာတာကိုဘသူကစားရဲမှလဲယွန်စရာကြီးမဝယ်တော့ဘူးမြန်ယူသွားအလကားပေးရင်တော့မလို့ချင်ဘူးသွားတော့ဝမ်မီသားစုကလူချန်ချန်းကောငါအရင်ကတည်းကပြောထားတယ်မင်းကအတုံးမကျတဲ့လူပဲကိုကံကိုလက်ခံလိုက်တော့အခုဒီလိတ်ကိုအဲ့ဒီနန်စော်နေတဲ့ရေမြောင်းနဲ့ပြန်ပစ်လိုက်ငါတနာလို့ပေါင်မုံနှလုံးဝယ်စားဖို့နှိပ်ရွံပေးမယ်မျိုးထဲမှာအငတ်မသေးစေနဲ့ချန်ချန်းကောရေကန်အိုထဲကရလာတာနဲ့မစားရဘူးလို့ဘသူပြောလဲရေတေတောင်တရဝါတွေအသက်ရှင်နိုင်တယ်အပြင်ကကြည့်ရင်တေစားပြုတ်နေတဲ့ရွှေရေကန်မျိုးကနှစ်ပေါင်းများစွာရှုံအောက်မှာနေခဲ့တဲ့အဖိုးတန်ကောင်ကြီးတွေထွက်လာတတ်တယ်ဒီခွန်ထူထူကိုကြည့်ဒီဘေးအနာသားကိုကြည့်ဒါကရှာရှာပပအရေးသွေးကောင်းတဲ့တောရိုင်းလိတ်ကြီးပဲအစိတ်ရှိတယ်လို့ပြောနေတဲ့သူကကိုမျက်စိကိုမတုံးတက်တာပဲတန်ဖိုးရှိတာကိုမသိရင်ဒီမှာလာမရှက်နေနဲ့လူတယောက်ကမင်းကဘာတူလဲမင်းကဘာတိလို့ဝင်ရှုံနေတာလဲမင်းမျက်စိကိုဖွင့်ပြီးတေချာကြည့်ဒီလူကပြည်နယ်မြို့တော်ကလာတဲ့စေဖက်ဝင်စားစာပညာရှင်ဖန်းဆရာကြီးပဲမင်းလိုအစင်းနေတဲ့လူကစေဖက်ဝင်စားစာဆိုတာဘာလဲတောင်သိမှာမဟုတ်ဘူးဖန်းဆရာကြီးလူငယ်မင်းရဲ့ဒီလိတ်ကအရေးသွေးအလွန်ကောင်းတဲ့ရှာရှာပပရှာတွေ့ရတဲ့အဖြစ်အစားအစာကောင်းတစ်မျိုးပဲ90ရွမ်ဆိုတာဒီလိတ်ကိုစော်ကားတာတင်မကဘူးမင်းစူးစမ်းအထုတ်ခဲ့တာကိုပါစော်ကားတာပဲငါ300ရွမ်ပေးမယ်ရောင်းမလား300ဟေးဖန်းဆရာကြီးကျွန်တော်လိုအသေးစားလုပ်ငန်းသမားနဲ့လာပြိုင်မနေနဲ့ဗျာငါ350ပေးမယ်350ရွမ်ကျွန်တော်တို့ဟိုရှင်းစားတောက်ဆိုင်က400ပေးမယ်900ရွမ်လူငယ်ဒီလိတ်ကိုငါယူမယ်ဘာကြောင့်ဒီရှုံတွေနဲ့ဖုံးနေတဲ့အတုံးမကျတဲ့လူကဒီလိုကံကောင်းရတာလဲဖန်းဆရာကြီးလူငယ်ဘာရက်နေတာလဲပတ်စံကိုတေချာယူထားချန်ချန်းကော့ကျေးဇူးတင်ပါတယ်ဆရာကြီးဒီနေ့ဆရာကြီးကကျွန်တော်လိတ်ကိုဝယ်ပေးတာတင်မကဘူးချန်ချန်းကော့အတွက်အသက်ရှင်ဖို့လမ်းတလမ်းမှာဖွင့်ပေးလိုက်တာပါပဲဖန်းဆရာကြီးဒါကပြည်နယ်မြို့တော်ကငါလိတ်စာမင်းလိုယူသားပြီးစိတ်သက်ရှိတဲ့လူငယ်မျိုးကိုငါသဘောကျတယ်နောက်တစ်ခါဒီလိုအဖိုးတန်အကောင့်တွေထည့်ရလာရင်ဒါမှမဟုတ်ငါမွေးမြူရေးမှာကိုယ့်ဘာသာမဖြေရှင်းနိုင်တဲ့ပြဿနာရှိရင်ဒီလိတ်စာအတိုင်းလာရှာလို့ရတယ်မှတ်ထားကောင်းကင်ကိုအားကိုးတာမြေကြီးကိုအားကိုးတာထက်ကိုယ့်လက်နဲ့ကိုယ့်ညံကိုအားကိုးတာကပိုကောင်းတယ်ဆရာကြီးပြောတာကိုကျွန်တော်မှတ်ထားပါမယ်ဒီနေ့ဆရာကြီးပေးခဲ့တဲ့ကျေးဇူးကိုလည်းတသက်မမေ့ပါဘူးရွာအုပ်ချုပ်ရေးမှူးဒါကကန်ကားက300ရွန်ပါ3နှစ်စာတခါလေးပေးချေပြီးပါပြီကျန်းကော့ဒီမှာလက်ပွေနှိပ်လိုက်
ရွာတွေကလူတွေစကားများကြလို့ငါအထဲမဝင်တော့ဘူးသူ့အတွက်လည်းအတင်းပြောစရာမဖြစ်စေချင်ဘူးပတ်စံကိုသူလက်ခံမှာမဟုတ်တာငါသိတယ်ဒါပေမဲ့အခက်ခဲကြမှာကူညီပေးခဲ့တဲ့ဒီကျေးဇူးကိုတော့ပြန်ဆက်ရမယ်ဝမ်မီသားစုကဟေးဒီကောင်ကငါသားကိုရိုက်တာလေမိုးပေါ်ကဆင်းလာတဲ့ဘသူကများလဲအမေအဲ့ဒါချန်ချန်းကောပါသူကန်ကောင်းပြီးမြို့မှာအဲ့ဒီလိတ်ကိုရောင်းလိုက်တာ900ရွန်ရတယ်ငါကသူ့ကိုပတ်စံအဖို့တွားပြောတာသူကပြန်ပြီးငါ့ကိုရိုက်လိုက်တာ900ရွန်ချန်ချန်းကောကဘဲကနေဒီလောက်တတိရှိလာတာလဲဒီပတ်စံကိုငါတို့ဝမ်မီသားစုမလွတ်နိုင်ဘူးလီလီမင်းကငါသမီးဟုတ်သေးရဲ့လားချန်ချန်းကောအခုအတောင်ပန်ခတ်နိုင်လာပြီးမင်းကြီးကိုတောင်ရိုက်ရဲနေပြီဒီကိစ္စဒီအတိုင်းမပြီးဘူးမင်းသူစီသွားပြီးမင်းတို့နှစ်ယောက်တရားဝင်ကွာရှင်းမထားသေးဘူးလို့ပြောအဲ့ဒီပတ်စံတွေကတဝက်မရပိုင်ခွင့်ရှိတယ်လို့ပြောသွားချင်ရင်မင်းကိုယ်တိုင်သွားငါတော့မသွားဘူးရှက်စရာကြီးအဲ့ဒီမင်းကလေးမင်းကိုအားကိုးလို့မရတော့ဘူးငါ့ကိုစိတ်ဆင်းရဲအောင်လုပ်နေပြီငါရရွံ့တော့ဒီပတ်စံကိုဒီတိုင်းလွတ်ပေးလို့မဖြစ်ဘူးဒီအတုံးမကြတဲ့ကောင်စီကဘလို့နည်းနဲ့ပြန်ညှိယူရမလဲတေချာစဉ်းစားရမယ်ချန်ချန်းကောရဲ့အခြေအနေကန်ငါးခ300ရွံ့ပေးပြီးအသားနဲ့တကြားဝယ်တာ10ရွံ့လောက်ကုန်တယ်အဖိုးကြီးရဲ့လှဲပိုးလဲပြန်ပေးပြီးတော့လက်ထဲမှာနောက်ဆုံးကျန်တာ180ရွံ့ပဲရှိတော့တယ်ခန်းဆရာကြီးပြောခဲ့တဲ့အတိုင်းဒီရှုံကန်ကိုပြန်အသက်သွင်းနိုင်ရင်ငါးမွေးမြူရေးကနေအများကြီးရနိုင်မယ်ဒါပေမဲ့ဒီရေမြောင်းတွေရေမော်တွေကိုငါတယောက်တည်းရှင်းရင်ဘယ်ချိန်ပြီးမလဲမသိဘူးလူငါးရင်လက်ထဲက180ရွံ့ကရက်အနှဲငယ်နဲ့ကုန်သွားမယ်အလုတ်သမား2ယောက်ကျန်းကောညီယူကျန်းကမင်းကဒီကန်ကိုတကယ်ငါပြီးမွေးမြူတော့မယ်လို့ပြောတယ်အကိုကြီး2ယောက်ဒါက20ရက်စာလောက်အားခပါအရင်ကြိုပေးထားတာတရက်ကိုငါအမကိုနေ့လယ်စာတနက်လဲကျွေးမယ်နောက်ပိုင်းငါကန်ကနေငွေရှာနိုင်လာရင်မင်းတို့နဲ့အတူဆက်လုပ်မယ်အဲ့ဒီအချိန်ကြာရမယ့်ပတ်စံကဒီထက်အများကြီးပိုများမယ်ညီလေးရဲ့စိတ်ရင်းစေတနာကိုသဘောကျလို့ဒီအလုပ်ကိုလက်ခံမယ်ဒါဆိုဘယ်ချိန်ထိဒီဟာတွေကိုရှင်းရမလဲမသိဘူးလားအားဆိုင်ကြစို့ဝမ်မီသားစုကလူတစ်ယောက်ချန်ချန်းကောမင်းတော်တော်တက်လာပြီနော်ချန်ချန်းကောဒီနေ့ရန်ဖြစ်ဖို့မလာတာပါမနေ့ကအမေပြောခဲ့တာလဲမှန်မှန်သိပြီးနောက်တရနေပြီမင်းကြံတဲ့ပတ်စံကိုပြန်ပေးလိုက်ရင်ဒီကိစ္စဒီမှာပဲပြီးသွားမယ်တမိသားစုလည်းပဲမဟုတ်လားဒီလောက်အထိရန်ဖြစ်နေစရာမလိုပါဘူးချန်ချန်းကောမင်းပြန်ချင်းရင်ပြန်မပြန်ချင်းရင်လည်းမင်းတဘောပဲဒါပေမဲ့တခုတော့ရှင်းပြမယ်ငါတို့နှစ်ယောက်တရားဝင်ကွာရှင်းမထားသေးဘူးဘိုးဘွားခမ်းမမှာရေးထားတဲ့မိသားစုခွဲဝေစာချုပ်ကဥပဒေအရအတိမတ်ပြုထားတာမဟုတ်ဘူးမင်းအပြင်မှာရှာထားတဲ့ပတ်စံတွေကထုံးစံအရငါဝေစုလည်းရှိတယ်ချန်ချန်းကောပြောပြီးပြီလားပြီးပြီဒါဆိုမင်းတို့ရေးထားတဲ့မိသားစုခွဲစာချုပ်ကိုပြန်ဖတ်ကြည့်စာချုပ်ထဲမှာစာဖြူပေါ်စာမဲနဲ့ရေးထားတဲ့မိမိဆန္ဒအလျောက်ဝမ်မိသားစုမှခွဲထွက်ပြီးအချီးနီးလက်နဲ့ထွက်ခွာပြီးထို့နောက်မြည်သည့်အချိန်တွင်မဆိုဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဝမ်မိသားစုနှင့်ညီတို့များမသက်ဆိုင်တော့ပါလို့ရေးထားတယ်မင်းအမေကလက်ပွေနှိပ်ထားတယ်မင်းကြီးကလက်မှတ်ထိုးထားတယ်ရွာအုပ်ချုပ်ရေးမှူးကလည်းတက်တည်ပြုထားတယ်မေ့သွားပြီလားဝမ်မိသားစုကမင်းတိတ်မဝမ်းသာနဲ့အိုးချန်ချန်းကမင်းအခုအတောင်ပန်ခတ်နိုင်လာပြီဆိုပြီးငါတို့ကိုအထင်မကြီးတော့ဘူးလားဒီရှုရေကန်ထဲမှာပဲစက်ပုတ်နေလိုက်စောင့်နေငါတို့မိသားစုကမင်းကိုဒီတိုင်းမထားဘူးအလုပ်သမားတွေကကျန်းကော့ညီမင်းပြောတာနားထောင်ရတာတော်တော်စိတ်ချမ်းသာတယ်ဒါပေမဲ့ဝမ်မီသားစုအကြောင်းစကားများနေမဲ့အစားဒီမှာမျက်နှာပင်ပို့နှုတ်လိုက်တာပို့အကျိုးရှိတယ်ဟင်းလီအကိုအားလုံးအကိုဒီဘက်လာကြည့်ပါဦးဟာတကယ်ငါးရှင်တွေရှိတာပဲဒီခီယူကကျွန်တော်တို့ပုံမှန်စားတဲ့ခီယူနဲ့မတူဘူးနော်ဒါကိုရွှေကျိုးခီယူလို့ခေါ်တယ်ရှုံလုံတွေကအော်ဂဲနစ်အညစ်အကြေးတွေကိုစားပြီးရေကိုတန့်စင်ပေးတယ်ဒီကန်ထဲမှာသူတို့ကိုလုံလောက်အောင်ထည့်ပေးလိုက်ရင်ရေသေးကန်အောင်ပြန်အသက်ဝင်လာနိုင်တယ်အဲ့ဒီနောက်ငါးသားပေါက်တွေထည့်မွေးရင်တခြားသူတွေရဲ့ငါးထက်ပိုဝနိုင်တယ်ဒါကိုမင်းဘယ်လိုသိတာလဲဒီနယ်မျိုးတော်ကဖန်းဆရာကြီးဆိုတဲ့စေဖက်ဝင်အစားအစာပညာရှင်ကတင်ပေးတာသူကတသက်လုံးရေထဲကတရဝါတွေနဲ့ပတ်သက်ပြီးလေ့လာလာတဲ့သူငါတို့ကိုလိမ့်မမဟုတ်ဘူးကောင်းပြီမင်းသိတာများတယ်မင်းပြောတဲ့အတိုင်းပဲလုပ်ကြမယ်ဟုတ်တယ်မင်းပြောတာနားထောင်မယ်ရွှေကျိုးခီယူတွေဒီကန်ထဲမှာအမြင့်တွေသွားရင်ဒီရေကန်ကအသက်ဝင်လာပြီလို့ဆိုလို့ရပြီနောက်တစ်ဆင့်အနေနဲ့ဈေးသက်တာတဲ့ပိုးသက်ဆေးဝယ်မယ်ပြီးရင်ဈေးသက်တာတဲ့ငါးသားပေါက်တွေဝယ်မယ်နောက်ဖက်တရားနာကရေမြောင်းကနေရေသွဲပြီးကန်ထဲကရေကိုအကုန်ပြောင်းမယ်ဒီကန်ကတကယ်ပြန်ကောင်းလာတော့မယ်မြို့နယ်ကအရာရှိရောက်လာပြီကျန်းကော့မြို့နယ်ကလူတွေလာနေပြီထင်တယ်ဘသူကချန်ကျန်းကော့လဲကျွန်တော်ပါကျွန်တော်ကမြို့နယ်ရေထွက်ကုန်လုပ်ငန်းဌာနကပါကျွန်တော်နာမည်ကကျိုးပါလူထုထံကတိုင်ကြားချက်ရထားလို့လာစစ်တာပါမင်းဒီမှာရေထွက်ကုန်မွေးမြူရေးလုပ်နေတယ်လို့သိရတယ်မင်းရဲ့မွေးမြူရေးလိုင်စင်ပင်ပါလဲမွေးမြူရေးလိုင်စင်ပြပါ